2025 ခုနှစ်မတ်လ28ရက်နေ့မန္တလေးမှာမြင်းကလင်းကြီးဖြစ်တဲ့အချိန် SDG Group ဆိုတဲ့တောင်ကိုရီးယားကုမ္ပဏီတစ်ခုကအရေးပေါ်စေဝါအကူအညီတွေချက်ချင်းပို့လိုက်ပါတယ်။တန်ဖိုးကအမေရိကန်ဒေါ်လာ1.9 တန်းလောက်တောင်ရှိပါတယ်။မြန်မာပြည်သူတွေကတော့ကုမ္ပဏီတစ်ခုကဒေါ်လာတန်းပေါင်းများစွာလှူလိုက်တယ်လို့အပေါ်ယံပဲမြင်ကြမှာပါ။စစ်ကောင်စီကလည်းဝမ်းသာအားရလက်ခံပြီးသတင်းစာတွေကနေချီးကျူးလိုက်တာတွေ့ရပါတယ်။ဒါပေမဲ့တချို့သတင်းကောင်းစင်တွေကအမြဲတမ်းတန့်ရှင်းနေတတ်ပေမဲ့ကောက်ကျစ်မှုတွေကိုအများဆုံးဖုံးကွယ်ပေးထားတတ်တယ်ဆိုတာကိုတော့နားလည်ထားဖို့လိုပါတယ်။ဒီအလူဟာတကယ် charity လိုမျိုးပရာဟိတစစ်မဟုတ်ပါဘူး။အလုံးကိုအန္တရာယ်ကြီးမားတဲ့မဟာဗျူဟာတစ်ခုရဲ့အစပြုံးမှုတတ်ပါပဲ။ဒါပေမဲ့တောင်ကိုရီးယားကုမ္ပဏီတစ်ခုကမြန်မာစစ်တပ်စီကိုချက်ချင်းကြီးဘယ်လိုလုပ်ဝင်ရောက်သွားနိုင်ခဲ့တာလဲ။သူတို့မှာတကားဖွင့်ပေးမဲ့အလိုတော်ရိဒါမှမဟုတ်ဂျာပွဲစားတစ်ယောက်လိုအပ်ပါတယ်။အဲ့ဒီလူကတော့ SDG Group ရဲ့အဓိကဘာသာပြန်တဲ့ချိတ်ဆက်ရေးမှုအဖြစ်အလုပ်လုပ်နေတဲ့တီချေချမ်းခေါ်ချမ်းမြတော်ပဲဖြစ်ပါတယ်။ပိုပြီးနှလုံးနာစရာကောင်းတာကသူမဟာအရင်ကတော်လန်ရေးပတ်တော်သားပညာရေးသမားတစ်ယောက်အနေနဲ့ဟန်ဆောင်ခဲ့ဘူးတာပါမန္တလေးမြင်းကလေးအတွက်အလှငွေဆိုပြီးသူမစီမှာကြောင်းတက်နေတဲ့ကျောင်းသားတွေစီကနေတော့ငွေကောက်ခံခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီအလှငွေနဲ့ပရာဟိတမျက်နှာဖုံးဟာ SDG ကုမ္ပဏီကစစ်ကောင်စီနဲ့ပူးစားပေါင်းစားလုပ်ဖို့လမ်းကင်းပေးတဲ့နေရာမှာအသုံးချခံလိုက်ရပါတယ်သူမဟာမြန်မာလိုရောကိုရီးယားလိုပါကျွမ်းကျင်တဲ့အတွက် SDG ဥက္ကဋ္ဌဆောင်ထဲကွန်းနဲ့မြန်မာစစ်အာဏာရှင်တွေကြားမှာအဓိကပေါင်းကူးတရားဖြစ်လာခဲ့ပါတယ်။မင်းအွန်လိုင်းစစ်တပ်ကပြည်သူတွေကိုလေကြောင်းကနေဘလို့ရက်ရက်ဆက်ဆက်ဘုံကျဲနေတယ်ဆိုတာကိုသူမအသိဆုံးပါ။ဒါပေမဲ့ကိုကျိုးစီးပွားအတွက်နေရာတစ်ခုရဖို့အတွက်လေရင်စီတင်သွင်းမဲ့ကိစ္စတွေလူငယ်တွေကိုကိုရီးယားပို့ပြီးလှုပ်အားခခေါင်းပုံဖြတ်မဲ့ကိစ္စတွေမှာတက်တက်ကြွကြွပါဝင်နေတာဖြစ်ပါတယ်။သူမလမ်းကင်းပေးလိုက်တဲ့ပထမဆုံးခြေလှမ်းကတော့ SDG University ဆိုတဲ့နာမည်နဲ့မြန်မာလူငယ်တွေကိုပြစ်မှတ်ထားလိုက်တာပါပဲ။အမှန်တကယ်တော့ဒီအစီအစဉ်ကငလင်မဖြစ်ခင်ကတည်းကစတင်ပြီးသားပါ။2023ခုနှစ်နိုဝင်ဘာလမှာ SDG Group ရဲ့ဥက္ကဋ္ဌဆောင်ဒက်ဂျန်ဟာနေပြည်တော်မှာအလုပ်သမားဝန်ကြီးမြင့်နောင်နဲ့တိုက်ရိုက်တွေ့ထားပြီးမြန်မာမှာ SDG University ကျောင်းတစ်ခုဖွင့်ဖို့သဘောတူခဲ့ကြပါတယ်။ဒီနေရာမှာလူတွေအနေနဲ့မေးခွန်းတစ်ခုမေးဖို့မေ့နေကြတယ်။ကျောင်းဖွင့်မှာကိုဘာကြောင့်ပညာရေးဝန်ကြီးဌာနနဲ့မလုပ်ဘဲအလုပ်သမားဝန်ကြီးဌာနနဲ့လုပ်တာလဲ။အဖြေကတော့ရိုးရှင်းပါတယ်။သူတို့လိုချင်တာပညာရေးမဟုတ်ပါဘူး။လူငယ်အလုပ်သမားတွေကိုပဲဖြစ်ပါတယ်။သူတို့စာရွက်စာတမ်းတွေမှာတော့ကိုရီးယားမှာအလုပ်ရအောင်ကူညီမယ်လို့ရှင်းရှင်းလင်းလင်းရေးထားပါတယ်။ဒါဟာကျောင်းတစ်ကျောင်းဆိုတာထက်နိုင်ငံခြားဝင်ငွေကိုစစ်တပ်စီပြန်စည်းစင်းစေမဲ့လမ်းကြောင်းတစ်ခုလူထုတ်စက်ယုံကြီးတစ်ခုဖြစ်သွားတာပါ။နိုင်ငံခြားရောက်မြန်မာအလုပ်သမားများဤလစာရဲ့25%ကိုစစ်ကောင်စီစီမဖြစ်မနေလွှဲရတယ်ဆိုတဲ့စနစ်ထဲကိုလူတွေကိုပေါင်းထည့်ပေးလိုက်တာပါပဲ။ဒါပေမဲ့အဲ့ဒီလူအင်အားကစားကွက်ဟာသူတို့ရဲ့တကယ်ရည်မှန်းချက်မဟုတ်သေးပါဘူး။2024အောက်တိုဘာလမှာသူတို့ဟာဒူဘိုင်းကရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့အာလာဒင် Oil and Gas နဲ့ပေါင်းပြီးဒေါ်လာတန်း900ရင်းနှီးမြှုပ်နှံမယ်လို့ကြေညာလိုက်ပါတယ်။ပြီးတော့တခါတည်းပြောလိုက်တာကသူတို့တင်ပို့မဲ့နိုင်ငံကအရှေ့တောင်အာရှဖြစ်ပြီးအဓိကအားဖြင့်မြန်မာလို့ဆိုပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကမြန်မာမှာရေနံဈေးကွက်ကိုဝင်ချင်ရင်စစ်ကောင်စီရဲ့ခွင့်ပြုချက်အတိအကျလိုပါတယ်။စိတ်ကမ်းတွေကစဗဟိုဘဏ်အစုံစစ်တပ်ကချုပ်ကင်ထားတာပါ။ပြည်တွင်းစစ်ဖြစ်နေချိန်နိုင်ငံတကာကစစ်တပ်ကိုလောင်စာဆီမရောင်းဖို့ပိတ်ဆို့နေချိန်မှာဒီလောက်ကြီးမားတဲ့ရေနံလုပ်ငန်းကြီးလာလုပ်တာဟာရိုးရိုးသားသားပြည်သူတွေကိုကူညီခြင်းလို့လား။အဲ့ဒီအဖြေကိုဒီတပ်ပုံတပုံတွေကအကုန်ပြောပြနေပါတယ်။ဒါဟာ82နှစ်မြောက်တပ်မတော်နေဂုဏ်ပြုညစာစပွဲမှာ
SDG ဥက္ကဋ္ဌက VIP အနေနဲ့တက်ရောက်ထားတဲ့ပုံမှာနောက်ခံတပ်ပုံမှာအလှပြထားတာကပြည်သူတွေကိုနေ့စဉ်ဘုံကျဲနေတဲ့တိုက်လေယာဉ်တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။တောင်ကိုရီးယားဟာကမ္ဘာပေါ်မှာလေယာဉ်စီအများဆုံးတင်ပို့နိုင်တဲ့နိုင်ငံတစ်ခုပါ။မြန်မာစစ်တပ်ကလည်းလေယာဉ်စီမရှိရင်လုံးဝအသက်ဆက်လို့မရပါဘူး။အဲ့ဒီအချက်နှစ်ခုကိုချိတ်ဆက်ကြည့်လိုက်ရင်ပုံမြင်ကလုံးဝရုပ်လုံးပေါ်သွားပါပြီ။ကုမ္ပဏီဘက်ကတော့ပြည်သူတွေသုံးဖို့အတွက်ရေနံပို့တာပါလို့စင်ကြေပေးပါလိမ့်မယ်။ဒါပေမဲ့စစ်ဖြစ်နေတဲ့အာဏာရှင်နိုင်ငံမှာစီလောင်ကန်ထဲရောက်သွားတဲ့လောင်စာစီတွေကိုဘသူကအရင်ဦးစားပေးသုံးလို့ရမယ်ထင်ပါတယ်လေ။လောင်စာစီဟာတာမန်ကုန်ပစ္စည်းမဟုတ်ပါဘူး။လူသေးစေတဲ့လက်နက်ဖြစ်ပါတယ်။အချုပ်ဆိုရရင်ဒါဟာစစ်အာဏာရှင်စနစ်ကိုအသက်ဆက်ပေးနေတဲ့လုံနေကြအရာတစ်ခုပါပဲ။ပရာဟိတဆိုတဲ့ခေါင်းစဉ်နဲ့ဈေးကွက်ကိုဝင်နေပြီးတော့လူငယ်တွေရဲ့အလုပ်သမားအင်အားကိုသုံးပြီးစစ်ကောင်စီနဲ့ဆက်ဆံရေးတည်ဆောက်တယ်။နောက်ဆုံးကြမှအကျိုးအမြတ်အကြီးမားဆုံးဖြစ်တဲ့ရေနံနဲ့လောင်စာစီလုပ်ငန်းကိုယူတယ်။ဒါကြောင့်သူတို့ဖွင့်မဲ့ကျောင်းဆိုတာမြန်မာလူငယ်တွေကိုစက်ရုံတွေထဲပို့ပြီးစစ်တပ်အတွက်လေရင်စီပြန်ဝယ်ပေးမဲ့သွေးစွန်းနေတဲ့ပိုက်လိုင်းကြီးတစ်ခုတက်တက်ပဲဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။ပြည်သက်တွေကဒီလိုပရာဟိတမျက်နှာဖုံးဆွတ်ထားတဲ့နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေအပေါ်ဘယ်လိုမြင်ပါသလဲ။တင့်ရဲ့ထင်မြင်ယူဆချက်တွေကိုအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ဒီလိုမြန်မာနိုင်ငံရေးနဲ့နောက်ွယ်ကသတင်းအချက်လက်တွေကိုစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့အလင်ကာ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။